အားလုံးပဲမင်္ဂလာပါဂယ်ကျွန်းထော့ site လုံးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒါကတချင်းဆိုအားတို့ဘာတို့ပေါ့ငယ်ကလေးကဝါနာပါလာဒီ music နဲ့ပတ်သက်ပြီးပြောပေါ့လေ လုံးဝပါမျက်နှာတစ်တေးတန်ရှင်ကိုဖြိုးမအောင်ဖြစ်ပါတယ် ဟုတ်ကဲ့မင်္ဂလာပါ မျက်နှာတစ်တေးတန်ရှင်ဆိုတာပြောတာပေါ့နော်မျက်နှာဟောင်းဖြစ်နေပြီကြည်ပြဆိုရဲ MV ထဲမှာတော့တော်တော်အမတ်တရားတွေအမတ်တရားအများကြီးမင်းမီဆိုလဲမှာကြည် MV ထဲမှာသူရန်ဝတ်ချင်တယ်ဝတ်စုံလေးသူပြိုးလိုက်အချိန်မှာမိုးချုပ်ပါမိုးချုပ် အချင်းထွက်လာတဲ့ကြိုင်နောက်ထောင်ကြည့်ပါဘာမှနည်းနည်းဟိုထွန်းထက်နေတဲ့စကားတွေမပါဘူးရိုးရိုးလေး ဒါမမေဒီပြိုင်ပွဲလေးပြန်ရင်လို့သားဟိုဒီဟာလေးဆက်တယ်ပြပါလားဆိုတော့မမေကကလေးကစာပဲတော့မှာပေါ့ဘာလဲကလေးကတခဲလို့ပါဆိုနဲ့အစာရွက်ကြီးကိုတုပ်ပြီးတော့လွှတ်ပစ်လိုက်ပြန်ရမယ်ကလေးစိတ်ချမ်းသာအောင်ဆိုတဲ့သဘောနဲ့ပဲမိဘတွေကဒါခွင့်ပြုပေးလိုက်တဲ့သဘောပေါ့ဒါပေမဲ့ဟိုစုရသွားတော့မြေတော့အန်ဩရတယ်ပေါ့ငယ်ချင်းနေနဲ့ချင်းသွားဆိုပဲအော်လို့ရရင်ပြီးတော့ movie shot အော်ဆိုတော့ကျွန်တော်တို့အဖွဲ့ထဲမှာတယောက်ပါလာပါတော့သူကြောက်ဆိုတော့တော်တော်ကောင်းနော်အတန်ကလည်းလုံးဝငိမ့်တုတ်ပြီဟာတောက်ရင်းတန်တန်းနေတော့မှဟာမူးတွေပါတော့ပြင်းပြင်းဖြစ်ပါပါဆိုတော့ကောင်းလိုက်လာပါတော့ဒါသူ့မေးကြည့်တော့သူအချံပေးတာတော့ vocal coach တယောက်ရှာ vocal training ဒီ music video မျိုးပုံစံတရုပ်ဖော်ပြီးရိုက်ထားလဲ music video ကိုကျတော့ကျွန်တော်ကထွက်လာမှာပဲကြည့်စီရှင်တယ်ထွက်လာမှာပါနည်းနည်းလေးတော့ပြောလို့မရလားဒီတချင်းကိုပထမရိုက်ဖို့တည်တာခေါင်းရိုက်မှာဗျခေါင်းရိုက်မှာရိုက်မယ်ဆိုပြီးတော့မရိုက်ဖြစ်တော့ချွန်ပူလီကိုသွားတာဗန်ဆယ်ရောက်သွားတာကျိုးရရောက်ရင် audio engineer ပြောတယ်သူတို့ဘာမှနားမလဲဘူးဘာလို့တော့မသိဘူးကြောင်ပြောင်းနေတာပေါ့နော်အရင်စိတ်ထက်လည်းကြားတယ်အဲ့ဒါမစိတ်ထက်ကြားရင်ထွက်တော့မပြေဘူးပေါ့ဘာလို့လဲတော့မသိအောင်လို့